။
စိတ်လူခံကြွလာပါပြီမိမိတို့လှူဒါန်းမဲ့စွမ်းဆောင်တဲ့ပစ္စည်းများကိုသဟာတိကမြောက်ကိုတိလက်ရောက်လှူဒါန်းတော်မူကြပါကြလေကုန်ကကြည်တော်ဝါရှောင်းရှားလိမ့်မယ်ယုံအော်ဘုရားနှုတ်ကပါတော်ဖြင့်အမြဲရဖကြလေကုန်ကကြည်တော်ဝါရှောင်းရှားလိမ့်မယ်ယုံဟုတ်ပြကြတဲ့စေမြေဘဝလူနဲ့သူတို့ချကြအနေပွားမဲ့ရန်တော်စကြဝဠာရိုးမဆိုင်ပဲလွင်ညာတကူကြည်သောနမင်းများကနှင်ထုတ်ကြပါကုန်ဘုရားရှိခိုးဘုရားစိတ်ထက်မြက်ပါသည်ကုန်